ကျမရဲ့ပရိသတ်ကြီးကိုအခုပြပြချင်တဲ့သတင်းကတော့စကိုင်းမြို့မှာမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်မို့လို့အင်းဝမြို့ဟောင်းရဲ့ရေနန်းဆောင်တွေ့ရှိရတယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်။မန္တလေးတိုင်းဒေသကြီးတရားဦးမြို့နယ်ရတနာပူရအင်းဝမြို့ဟောင်းစီတူဘုံမြို့ရိုးရဲ့အပြင်ဘက်အရှိမြောက်တောင်မှာကုန်းမောင်ခေဦးစင်ဖြူရှင်မင်းနဲ့စကိုင်းမင်းတို့လက်ထက်တိဆောက်ခဲ့တဲ့ရေနန်းတော်ဆိုတာကတော့လက်ဝဲတော်ရထားအမတ်ရဲ့ပရာဘိုက်ပုံမှာတွေ့ရှိရတဲ့အကြောင်းနောက်အခုတွေ့ရှိရတဲ့အဆောက်အအုံရဲ့တောင်ဘက်မှာရှိတဲ့တရကင်းလှေကအစိမ်ပိုင်းတွေကို2009ခုနှစ်မှာဒေသခံတွေကအုပ်ဖို့လုပ်ငန်းဆောင်ရွက်ရာမှာစတင်တွေ့ရှိခဲ့ရပြီးဒီရှေးဟောင်းသူတေသနာနဲ့အမျိုးသားပြတိုင်းဦးစီးဌာနဟာထိန်းသိမ်းထားရှိခဲ့ပါတယ်။မတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ပြင်းထန်တဲ့အင်အားကြီးမားတဲ့ငလင်ကြောင့်မို့လို့အရင်ကတွေ့ရှိထားတဲ့လှေကားကုန်းနဲ့ဆက်ဆက်လက်ရှိတဲ့ဒီယဉ်ကျေးမှုအမွေအနှစ်တွေကိုအကွဲကြောင်းနေရာတစ်စင်းထပ်မံတွေ့ရှိခဲ့ရကြောင်းလည်းသိရတယ်။အဲဒါကြောင့်မလို့ဧပြီလ6ရက်နေ့ကစတင်ပြီးတော့ရှေးဟောင်းသူတေသနာနဲ့အမျိုးသားပြတိုင်းဦးစီးဌာနမန္တလေးဌာနခွဲဟာစမ်းသပ်တူဖော်ခဲ့တဲ့အချိန်မှာတော့အရှိတ်ဘက်တရကင်းလှေကားရဲ့တရကင်းပုံမြောက်ဖက်လက်တံနဲ့စင်ကတ်အုတ်ခုံတို့ကိုတူဖော်တွေ့ရှိခဲ့ပြီးတော့ပနက်အုတ်ခုံအလျား10ပေ6လက်မှအနက်3ပေ8လက်မှအုတ်ခံထောင်ကျိုး2ပေ6လက်မှအုတ်ခုံကနေပြီးတော့လှေကားအထွက်ခိုနန်းချိုး18လက်မှလက်ယုံတောင်ချိုး8လက်မှခိုနန်းချိုးကတရကင်းအစုံ17ပေ4လက်မှတို့ကိုတူဖော်တွေ့ရှိခဲ့ပါတယ်ဆိုပြီးတော့ပြောထားတာပဲဖြစ်ပါတယ်ထပ်ပြီးတော့ဆက်လက်တူဖော်မှုတွေလည်းပြုလုပ်မယ်ဆိုပြီးတော့ပြောထားတာလည်းရှိပါတယ်လက်တလောစမ်းသပ်တူဖော်ချက်တွေအရတော့ပရာပိုက်ပုံဆွဲတွေမှာတွေ့ရှိရတဲ့ရေနန်းတော်ကဲ့သို့အဆောက်အုံတွေများစွာပါဝင်တဲ့ကြီးမားတဲ့အဆောက်အဦမျိုးမဟုတ်ဘဲနဲ့အလျားပေ200ကနေပြီးတော့250ပေနဲ့အနံပေ200ခန့်တစ်သားတိုင်နေနဲ့ဒီတရကင်းလှေကားကုန်းကိုတွဲဆက်တိဆောက်ထားတဲ့အဆောက်အုံမျိုးဖြစ်နိုင်ကြောင်းပြောထားပါတယ်။အနည်းဆက်ဆုံးနှိုင်းယှဉ်ရမယ်ဆိုလို့ရှိရင်တော့အင်းဝဘာကရာတစ်သားကြောင့်မန္တလေးမြို့မှာရှိတဲ့ရွှေနန်းတော်ကျောင်းနေကဲ့သို့မျိုးတရကင်းလှေကား10ခုကနေပြီးတော့10ခုအထက်ပါရှိနိုင်တဲ့အဆောက်အုံမျိုးဖြစ်နိုင်ကြောင်းရှေးမြတ်မှာမင်းများသုံးခဲ့တဲ့ရေနဲ့သက်ဆိုင်တဲ့ပွဲလန်းသပင်အခမ်းအနားတွေကျင်းပတာကိုကြည့်ရှုတဲ့နေရာမှာအသုံးပြုတဲ့အဆောက်အုံမျိုးပို၍ဖြစ်နိုင်ကြောင်းနောက်ရေနန်းတော်ထက်ရေနန်းဆောင်ဟုသာသုံးထုံးသင့်ကြောင်းအချုပ်အားဖြင့်ပရပိုက်မှာပါရှိတဲ့ရေနန်းတော်ကဲ့သို့ကြီးကျယ်တဲ့အဆောင်ခန်းများပါဝင်တဲ့အဆောက်အအုံမဖြစ်နိုင်ကြောင်းကိုကနဦးလေးလာတွေ့ရှိချက်တွေအရသိရှိရတယ်လို့သတင်းထုတ်ပြန်ထားပါတယ်။အဲဒါကြောင့်မလို့စစ်ကောင်စီရဲ့ရှေးဟောင်းသူတေသနာနဲ့အမျိုးသားပြတိုင်းဦးစီးဌာနအနေနဲ့ဒီမြန်မာရှေးဟောင်းအမွေအနှစ်တူးဖော်မှုများကိုအစဉ်တစိုက်တူးဖော်ဆောင်ရွက်ခြင်းလုပ်ငန်းတွေဆောင်ရွက်လျက်ရှိပြီးတော့အခုငလင်ကြောင့်မို့လို့ထွက်ပေါ်လာတဲ့အင်းဝခေရင်ကျေးမှုအဆောက်အအုံအမွေအနှစ်ကိုစနစ်တကျဖော်ထုတ်သွားမယ်လို့သတင်းထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။အခုဒီမှာကတော့ဒီပေါ့နော်တွေ့ရှိထားတဲ့ဒီရေနန်းတော်ပဲဖြစ်ဖြစ်ရေနန်းဆောင်ပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါကိုသွားကြည့်နေတဲ့ဗီဒီယိုလေးနဲ့ထည့်ပေးထားပါတယ်ဆိုတော့အားလုံးပဲဘ ഹു တုတရအောင်ကြည့်ကြည့်ပါအောင်ရှင်ဟုတ်ပါဗျာဒီမှာရှင်းအောင်လဲရဟုတ်လားဟုတ်အပြာဟောပြီဟုတ်ပါဗျာအမှန်ပဲဒီတက်မှန်တော့ဘာမှမရှိရှင်းဒီတက်မှန်တော့ဘာမှမရှိအမှန်တော့ကိုကြီးကချူရီဝိုင်းမှာဖြစ်နေတယ်ဟမ်ဒီမှာအဝါရောင်ရောင်တွေ့နေနော်ပြောင်းတရားသူနဲ့လောက်တော့ဒီမှာဒါရွှေရဲတူလေရှင်းအောင်ဒါဒီကဘုန်းကြီးနဲ့ထူတာပေါ့ဒါဒီကားလေဒါဒီကားအဝင်လေးပဲရှိသေးတာပေါ့နော်ဒီမှာပြောတာတော့ဒီလမ်းဆောင်ကိုကြီးအောက်ထဲမှာလို့ပြောတယ်ပေါ့အောက်ထဲမှာဘယ်လောက်နဲ့လဲတော့မသိသေးဘူးပေါ့နောက်သူရှေးဟောင်းသူတွေသနာလို့ဖော်တော့မှပဲသိအောင်ပေါ့လမ်းဆောင်လေးတွေဟိုမှာလည်းရှိတယ်ဒါတော့ဒါအဝင်အဝါလောက်ပဲရှိသေးတယ်ဆိုတော့သူအောက်ထဲမှာဘယ်လောက်ကျယ်ပြန့်ပြီးတော့မှကြီးတယ်ဆိုတာတော့ကျွန်တော်မသိဘူးရှေးဟောင်းသူတွေသနာဖော်ပြီးတော့မှပဲကျွန်တော်စောင့်ကြည့်ကြတာပေါ့ဗျာဘယ်တော့တည်းကတော့ဒီဟာလေးကိုအစားဆုံးလေးတော့ပေါ်တာလေးတော့ရိုက်ကြမယ်ပေါ့ပေါ်ရဲအခုမှဒါမိဖို့တောင်းနေတာမင်းဟုတ်ဒါဒီကားကဒီကားတဲ့ဟောမှာဒါမင်းဟင်းချက်တဲ့မိသားစုတွေအတွက်ကျွန်တော်အောက်ဆင်းကြည့်မယ်လာဒီမှာဒီကြည့်ရနော်โอ้โหเสียဘာလဲဒီဘက်ဟာဒီဘက်လည်းဘောနေတာဆေးရမဆေးရအော်ဆမ်ဟတ်တော့တော့ကနေချက်ကနေဟုတ်တယ်ဟိုကဒီချောင်းအဖက်လမ်းတော်ရတာဝင်ပေါက်ပေါ့နော်ဝင်ပေါက်ပေါ့ဒီကားမှာဒီကားပေါ့ဒါတိကြတယ်ဝင်ပေါက်ပဲဟာနေတိုက်
ဟာဝင်ပေါက်ရခုဖြစ်နိုင်တယ်ပေါ့နော်ကျွန်တော်ခုနပြတဲ့ဟာအဲ့တော့တေးသေးချာချာတော့ပြလိုက်ပြီဒီမှာကအဝင်ပေါက်ဟိုမှာကလည်းအဝင်ပေါက်လားအထွက်ပေါက်လားမသိဘူးသူကတစ်ပေါက်ပဲဖြစ်တယ်ပေါ့ဒါပေမဲ့ဒီနန်းတော်ကြီးကဒီနားနဲ့မဟုတ်ဘဲနဲ့မှတခြားအောက်ဒီထဲမှာဒီအောက်ထဲမှာသူနန်းတော်ကြီးရှိတယ်လို့ပြောကြတယ်ပေါ့နော်ဒါကတော့တကယ်လားမဟုတ်လားဟုတ်လားတော့ကျွန်တော်လည်းမပြောတတ်ဘူးဒါပေမဲ့တကယ်ဟိုမှဘယ်လိုပြောရမလဲတမိုင်းရှိလို့လေသူပေါ်လာတာလေသူငလင်းလုံးတဲ့နေရာမှာသူကထပ်တွေ့တာပေါ့နော်ကျွန်တော်ကဒီမှာနည်းနည်းအခြေအနေဆိုးတယ်ဆိုတော့ဒီမှာလှူဖို့ကျွန်တော်လာတာဗျ။လိုင်းထဲမှာကျွန်တော်မိသားစုတွေကိုကျွန်တော်မရောက်တဲ့မိသားစုတွေကျွန်တော်ပြကျင်လို့ကျွန်တော်ဒီလိုဖတ်လာလိုက်တာပေါ့နော်။လမ်းတော်လျှောက်ရတယ်။နည်းနည်းတော့ညောင်းတယ်နော်။ဒီဟာဒီလိုပေါ့နော်။ကျွန်တော်လည်းဥအောင်တောင်းလာတဲ့လူတွေလည်းရှိတယ်ဒါပေမဲ့အခုလိုတော့စုံစုံရှိရှိပြီးတော့မပါတာလေးလည်းရှိတော့ခုကလည်းကျွန်တော်လည်းတွေ့တာပေါ့နော်။လိုင်းမှာတော့မတွေ့ဘူးပေါ့။ဒါတော့ဝင်ပေါက်သေးကြသွားပြီ။ဝင်ပေါက်တစ်ပေါက်ပေါ့နော်ဒီလိုဝင်သွားမယ်ထင်တာလေကျွန်တော်ထင်တာတော့ဝင်ပေါက်ကလောကနှစ်ပေါက်တွေ့ဝင်ဟိုဘက်မှာတစ်ပေါက်တွေ့တယ်ပေါ့နှစ်ပေါက်လေးပေါက်အဲ့တော့တော့အဲ့တော့အငင်များကြီးလေးဖြစ်မယ်နော်